Всем привет! Русский Talk channel လေးမှာကြိုဆိုပါရစေကျွန်တော်ဒီနေ့မော်စကိုကရှီရီမင်းကျဲဝါလို့ခေါ်တဲ့လေဆိပ်ကိုရောက်နေတာဖြစ်ပါတယ်လေဆိပ်ကိုရုရှားလို့ Аэропорт. ကျွန်တော်ရဲ့မိတ်ဆွေတွေအနေနဲ့ရုရှားနိုင်ငံကိုအကြောင်းမျိုးမျိုးနဲ့ရောက်လာခဲ့ရင်လေဆိပ်မှာအခက်အခဲမဖြစ်ရလေအောင်အခြေခံတည်ထားတဲ့ရုရှားအသုံးနှုန်းလေးတွေအပြင်ဘူးတူတာလေးတွေကိုပါ share လုပ်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်နဲ့အတူတူဗီဒီယိုလေးကိုဆုံးထိကြည့်လိုက်ကြရအောင် Поехали. လေဆိပ်ရောက်ရင်အရင်ဆုံးတော့မှာက flight information တွေပါတဲ့အခုလိုမျိုး digital book အကြီးကြီးတွေကိုလိုက်ရှာမှာဖြစ်ပါတယ် digital book ကိုရုရှားလို့ electrona ရဲ့ tableau လို့ခေါ်ပါတယ် Электронное табло. ပုတ်ပေါ်မှာတော့ကျွန်တော်တို့ပုံမှန်အတိုင်း flight နဲ့ပတ်သက်တဲ့ information တွေပြည့်ပြည့်စုံစုံရေးထားတာဖြစ်ပါတယ်ပုတ်ပေါ်မှာ flight information တွေကိုရုရှားလိုရောအင်္ဂလိပ်လိုရောရေးသားထားတာဖြစ်တဲ့အတွက်နိုင်ငံခြားသားများအတွက်အရန်ကိုအဆင်ပြေပါတယ်လမ်းညွှန်ဆိုင်ပုတ်တွေကိုလည်းအခုလိုမျိုးရုရှားလိုရောအင်္ဂလိပ်လိုရေးသားထားတာဖြစ်တဲ့အတွက်ရုရှားဘာသာစကားအခက်အခဲရှိသူတွေအတွက်အရန်ကိုအဆင်ပြေပါတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ check-in counter ကို Stoiki Registrации လို့ရုရှားလိုခေါ်ပါတယ် Стойки регистрации 365 430. ဆိုလိုချင်တာကကျွန်တော်တို့ check-in ဝင်ရမယ် counter နံပါတ်တွေဒီနေရာမှာ365ကနေ430အထိရှိပါတယ်အဲ့ဒီနေရာတွေမှာကျွန်တော် check-in ဝင်ရမှာဖြစ်ပါတယ် Зал сна и отдыха. Прилет. Туалет. Место встречи. မိတ်ဆွေတို့အနေနဲ့လေဆိပ်ထဲမှာမိ flight နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ဖြစ်အခြားအကြောင်းအရာတွေပဲဖြစ်ဖြစ်သိရှိခြင်းနဲ့ဆိုရင်အခုလိုသင်္ကေတပါတဲ့နေရာလေးကိုတွားရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျာဒီနေရာကိုတော့ရုရှားလို informaция လို့ခေါ်ပါတယ်အင်္ဂလိပ်လို information counter လို့အဓိပ္ပာယ်ရပါတယ် Информация. ဒီနေရာမှာရေးထားတာလေးကတော့ Если потеряться оставайся здесь ဆိုပြီးတော့ရုရှားလိုရေးထားတာပဲဖြစ်ပါတယ်အဓိပ္ပာယ်ကတော့လေဆိပ်ထဲမှာလမ်းပြောင်းနေတယ်ဆိုရင်ဒီနေရာမှာလာနေပါပေါ့နော်ဒီကကူညီပေးပါလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်ဒီနေရာမှာနောက်ထပ် share လုပ်ပေးချင်တာလေးတစ်ခုကတော့အခုလိုမျိုး display အသေးလေးတွေကိုလေဆိပ်ကနေရာအနှံ့အပြားမှာချထားတာပဲဖြစ်ပါတယ်သူ့ကိုလည်းရုရှားလို tableau လို့ပဲခေါ်ပါတယ်ဒီ tableau လေးတွေကိုဘယ်လိုသုံးပြရတာလဲဆိုလို့ရှိရင်အခုလိုမျိုးလေယာဉ်လက်မှတ်မှာပါတဲ့မိစီမဲ့လေယာဉ်ရဲ့နံပါတ်ကို search bar မှာရိုက်ထည့်ပါလေယာဉ်မယ်လေးကတော့ပြုံးပြနေရှာပါတယ်အဲ့တော့ search box ကိုရုရှားလိုဆိုရင် poist လို့ခေါ်ပါတယ် Поиск. ဘယ်အချိန်မှာ check-in ဝင်မယ်ဘယ်အချိန်မှာ boarding open ဖြစ်မယ်ဘယ်အချိန်မှာလေယာဉ်စထွက်မယ် check-in ကိုဘယ်ကောင်တာတွေမှာဝင်ရမယ်အစရှိသဖြင့်မိစီရမယ် flight ရဲ့ပတ်သက်တဲ့ information တွေအားလုံးကြားလာတာဖြစ်ပါတယ်အသုံးပြုရတာလည်းလွယ်ကူတယ်လေဆိပ်ကနေရာအနှံ့မှာလည်းထားရှိထားတယ်အဲ့တော့ကျွန်တော်တို့ digital book အကြီးတွေရှေ့မှာလူအများကြီးကြားမှာတိုးဝေးပြီးတော့လိုက်ကြည့်နေကြလည်းမလိုတော့ပါဘူးကျွန်တော် sharing လုပ်ပေးခဲ့တဲ့လေဆိပ်ရောက်ရင်အခြေခံတည်ထားတဲ့ရုရှားလိုဝေါ်ဟာတာလေးတွေနဲ့ဘူးတူတာလေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်ကြိုးရှိခဲ့တဲ့ဆိုရင်တော့ channel လေးကို subscribe တော့မဟုတ် follow လုပ်ပေးဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေပကာ Увидимся в следующем подкасте.